တို့ရခိုင်ပြည်ထဲမှာလောလောဆယ်မြန်မာတနိုင်ငံလုံးတိုင်းတာရတော့နေရာတိုင်းမှာတစ်ညက်ကျင်းနေတာပေါ့နော်ဒီမဲ့မှာဆိုလို့ရှိရင် NUG တွေရော PDF တွေရောပုံစံအဖွဲ့ပေါင်းများစွာပေါ့နော်ပေါ်ပေါက်ပြီးတော့ဒီပြိပခါတွေပေါင်းကျဲတယ်ပြည်သူလူထုတွေနေ့စဉ်နဲ့အမျှဘုံကျဲနေတာနေခံရတယ်ပြီးတော့အများကြီးပဲကျမတို့ကခြေပြက်လက်ပြက်တွေများတယ်ပြီးလို့ရှိရင်တကယ်ကိုဒုက္ခရောက်တဲ့အောက်ခြေမိသားစုတွေအလုပ်လက်မဲ့တွေဖြစ်ပြီးတော့ကျမတို့ကလက်ပြလူကြီးပါဖြစ်နေကြတယ်ပေါ့နော်ကျမတို့ရခိုင်ပြည်ထဲမှာဆိုလို့ရှိရင်လည်းအဲ့ဒါကြီးတွေကိုကျမတို့ပြန်လဲပြီးတော့ကျမတို့တက်မှတ်ဖို့အချိန်တစ်ခုတော့ဒီလိုအနေလို့ကျမထင်ပါတယ်ကျမသုံးသပ်ရတဲ့လောက်ကတော့ကျမတို့ဒီ UNA အနေနဲ့ပေါ့နော်စေဘက်ကတော့စေရေးဖက်ကတာဝန်ယူထားတဲ့ဘုံပြောတာဘုံမူကြီးဘုံမူတွေဘုရားအရာရှိရခံအကျက်တအစပေါ့နော်အောက်ရှိတက်တော့အမတော်သားတွေအနေနဲ့ကတော့သူတို့ရဲ့တာဝန်ကသူတို့ကြည့်ပါတယ်ဆိုလိုချင်တဲ့သဘောကတော့ကျမဒီအရက်ဖက်ကိုလက်ဆွဲပြီးတော့လှုပ်လိုက်ရတဲ့စိတ်မှာဒီအုပ်ချုပ်ရေးခန္ဓာပေါ့နော်ဒီမြေရဲ့အုပ်ချုပ်ရေးခန္ဓာကိုတော့ကျမသိရင်ကိုစဘောမစိဘာကြောင့်မတွေ့ဘူးလဲဆိုရင်တော့တချို့ကပြောကြတယ်ဒါတိဆောက်စဲကာလမှာတော့ဒီလိုခံရမယ်ပေါ့နော်ဒါပဲလူဆိုတဲ့သဘောတဘာဝမှာလူဟာမိမိရဲ့ဆွေမျိုးမိမိရဲ့တိုင်ဝမ်မိမိရဲ့ရင်ထဲကဖြစ်တဲ့ချစ်တီးနေတဲ့လူတွေမပါဝင်သမျှတာလက်ပတ်မှုပြင်းပြင်းခံကြမှာပေါ့ဒါမဲ့ဒီလက်တော်ဖြစ်နေတဲ့အနေအထားတွေမှာဆိုလို့ရင်ကျွန်တော်ရိကစ်တွေဖြစ်တယ်ဟိုလုံးရဲ့တန်းတစ်ပတ်လောက်ကပဲကိုနှစ်သမီးကလေးတယောက်ကိုဘိုးစာအာရမပြုတ်ကျင်ပြီးတော့မတရားတပ်ချက်ပြီးတဲ့ရှင်နာတိမမတွဲခဲ့တယ်ဘလောက်လိမဆန်တဲ့မြတ်တည်လေအဲ့ဒီနေရာတွေမှာတိုင်တွယ်လာတဲ့အချိန်မှာကျမအင်တာဗျူးတွေမှာလည်းဖြေပါတယ်ကျမဒါကိုထိရောက်စွာတိုင်တွယ်ရမယ်အမြင့်ဆုံးတော့တစ်တန်ရှိတယ်သေတန်ပြည့်ရှိတယ်ဒါကျွန်တော်ပြောချင်တာကတော့ဒီကုကန့်တို့ဝါတို့လို့ပေါ့နော်ပြည်သူတွေရှေ့ကိုအားလုံးရှေ့မှာစပြပြီးတော့စီရင်တဲ့အနေအထားမျိုးတွေလုပ်သေးဖို့တော့ကျမအကြံပြုချင်တယ်ဒါကြောင့်လဲဆိုဒီလိုများလုပ်မပေးရင်ဟိုစားအရိမခဖြစ်တဲ့နယ်မြေတစ်ခုမှာနေထိုင်ရတဲ့လူတွေဘယ်တော့ပဲကျမတို့ပိုင်နဲ့ရထားတယ်ပဲပြောကျမတို့ဘယ်တော့ပဲ14မြို့နေတော့စိမ့်ပိုက်လိုက်ပြီးဆိုအဲ့ဒါကတော့ကျမပြောခဲ့ဆိုခုနကတော့တပ်ဖက်ကတာဝန်ကြည့်ပြီးသားအဓိကတာဝန်ကြည့်ရမှာအုပ်ချုပ်ရေးပိုင်းတွေကတာဝန်ကြည့်ရမယ်ပြီးတော့အဲ့ဒီဘက်မှာအကြံပြုပေးနေတဲ့ဥပဒေဖွဲ့တွေကဘလို့စားဘယ်ဥပဒေကိုများတိုင်ပြီးတော့သူတို့သုံးဆွဲနေတယ်လေဆိုတာလည်းလူသေးတယ်ဥပမာတစ်ခုမှာကိုရိုရဲ့ပြဋ္ဌာန်းလိုက်တဲ့ဥပဒေထဲမှာဘာဥပဒေကိုပြဋ္ဌာန်းပြီးတော့ဗာနည်းဥပဒေနဲ့ဖြစ်ရှင်းလဲပေါ့နော်အဲ့ဒါတွေကြတော့ရှင်းနေရတဲ့နဲ့တရားသူကြီးကိုသိမှာအဲ့ဒါမျိုးတွေကျမတို့ကလိုအပ်တယ်ဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်ဥပဒေတစ်ခုကိုရေးတယ်ဆိုအခုကျမတို့မြန်မာနိုင်ငံထဲမှာအခုထက်တင်သုံးနေတဲ့ဥပဒေဆိုလို့ရေးတဲ့ပုံလုံးလေးမျိုးတွေအကုန်လုံးအိုင်ဆုံးသုံးဆွဲနေကြတော့မှရှိသေးတယ်ဟိုမှာလေယာမြေဥပဒေတို့နော်ဒါမဲ့အဲ့ဒီကြားမှာလက်တလုံးချအခုဒီစကားသားတွေရဲ့ဥပဒေထဲမှာဆိုရင်သူတို့မဖြစ်ခင်ကနာဝဒနာအမခိကလေးဟိုကသူတို့ပြန်ပြီးတော့လုံးလိုက်တဲ့နည်းဥပဒေထဲမှာဆိုလေယာမြေဆိုတော်တော်ဖြည့်ချင်းရခက်တယ်ဖြည့်ချင်းရအခက်ဆုံးကလေယာနေတွေအဲ့ဒီပေါ်ကျိုးနေကျမတို့နိုင်ငံထဲမှာဆို AR မြစ်ပေါ်ကျိုးတော်တော်လေးပြိပခါများတယ်လူတွေအများကြီးစေကြတယ်ကျမတို့ဒီတိုင်းလင်းတွေ့နေရတယ်ပေါ့နော်တိုင်းတဲ့ပင်တွေပြန်ကြည့်မယ်ဆိုဒီဘက်မှာဆိုလို့ရှိရင်ကျမတို့ဟိုဝင်ဖြစ်တယ်ဒီကစင်ဘက်ဒီမှာစံဘက်ဒီမှာကျမတို့ဒီကိုကန်လို့ဘွားရုံဘက်ဒီမှာလည်းတော်တော်လေးပြိပခါများနေရတယ်လေယာနေကိစ္စတွေတော့များနေပြီးရင်နောက်တစ်ခုများလဲဆိုရင်အဲ့လိုပြိပခါနယ်မြေတွေမှာကျန်နေခဲ့တဲ့အမျိုးသမီးနဲ့နောက်တစ်ချိန်မှာလူဖြစ်လာမယ်တလေးငယ်တွေရဲ့ပညာရေးကျမရေးစီးပွားရေးသူတို့တက်သည့်ပညာရှင်တွေဘယ်လိုရှိလာမလဲအဲ့ဒါတွေကျမတို့ဘက်ကအများကြီးစဉ်းစားပြရမယ်အဲ့တော့ကကျမတို့မှာအလုံးလုံးတဲ့ဆိုတဲ့အခုကျမတို့ရဲ့နယ်မြေတွေကိုဖိုင်ဆိုးထားတဲ့ဟိုတစ်ဖက်က UNA ဘက်ကတစ်ဖက်ကပုံကူရသူတို့တာဝန်ကြည့်ထားပြီးပြီလုံးနေဆိုင်လက်ပြီးလောက်ကင်နေတဲ့ဒီရဲတပ်ဖွဲ့တွေပြီးလို့ရှိရင်ဒီသူတို့တပ်ဖွဲ့လိုက်တဲ့ရဲတပ်ဖွဲ့တွေပြီးလို့ရှိရင်ဒီဒုစားပြည်သူတွေနဲ့ direct ထိတွေ့နေရတဲ့နိုင်ငံရေးမှုတွေပေါ့နော်ပ
ပြီးတော့အဲ့ဒီတရားတစ်ပေါင်ကင်တွေဖြစ်ရှင်းရတဲ့ပုဂ္ဂိုလ်တွေဒီလိုနေဘက်ကပုဂ္ဂိုလ်တွေတို့လက်ရှိခံရတဲ့ပုဂ္ဂိုလ်တွေအနာစင်လာတဲ့တစ်ခုပါလို့အဲ့လိုကျမတို့ကတော့အဲ့လိုပဲမြင်နေပေါ့နော်ဟုတ်ကဲ့တကယ်တက်လာဖြစ်လာရင်တော့မိမနဲ့ခွေကလေးကတော့အများဆုံးကျမတို့ကနစ်နာကျရှိတာရန်များအုပ်စုရန်များတစ်ခုစီကိုပြောင်းရဲလောက်တော့မယ်ဆိုရင်အဲ့ဒီအုပ်စုကြီးရန်များမှန်နိုင်ကတရားဥပဒေစိုးမိုးဖို့အဓိကလိုအပ်တယ်ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်တွေထဲမှာတရားဥပဒေကျွမ်းကျင်တဲ့လူတွေဘယ်လောက်များပါနေပြီကျွန်တော်တို့ကြံကြည့်ရမှာဘယ်လောက်များပါနေပြီလဲဘယ်လောက်များသူတို့လုံနေတင်ပြီလဲအဲ့အဆင့်ကိုရောက်နေပြီလဲဆိုတာကိုကျွန်တော်တို့ဒေသနေတဲ့လူတွေပါသူတို့ကဘယ်လိုခံစားသူတို့လုံခြုံမှုရောရှိရလားအခုဆိုရင်ကျမတို့စီမှာလည်းအများအားကျမတို့နဲ့ရင်းနှီးတဲ့လူများပြောကျမတို့လုံခြုံမှုမရှိဘူးအမျိုးသမီးအဖွဲ့တွေတဲကလည်းနေသားနေထွက်လာတယ်အမျိုးလုံခြုံမှုကင်းမဲ့လာတယ်မှန်တယ်လုံခြုံမှုကင်းမဲ့ဆိုချင်အဲ့ဒီလုံခြုံမှုကိုရှိအောင်ဘယ်လိုကြံဆောင်ပြီးတော့တိုးပွားအောင်လုပ်ရမလဲပေါ့ကျမတို့စူးစမ်းပြီးတော့လုပ်ရမလဲဆိုတာကိုအဓိကအနေနဲ့အဲဒီဥပဒေကိုရေးဆွဲကြတဲ့အချိန်မျိုးမှာသေရှာဂါဂနာနာတော့ထည့်ပေးဖို့လို့ရင်ပြီးလို့ရှိရင်ကျမတို့မှာကိုယ်ပိုင်ဥပဒေတွေလည်းပြုစုနေကြတယ်လို့ပြောတယ်ဒါပေမဲ့ပြည်သူတွေဘာမှမသိရဘူးပြည်သူတို့သိဖို့ပွင့်လင်းမြင်လာမှုရှိဖို့ကတော့ဒီဆိုရပဲစတဲ့လူအချက်တစ်ခုလို့ကျွန်မမြင်ပါတယ်ဒါဘယ်သူမှကျွန်မအပြစ်ဆိုတာမဟုတ်ဘူးနော်လူအချက်ဟာဒီလိုရှိတယ်ဆိုတဲ့အကြောင်းလေးပဲကျွန်မထောက်ပြတာကျွန်မတို့မြင်တာကတော့ဘုရားဘာသာမဟုတ်တဲ့လူမျိုးတွေပါဝင်မှုတွေကလည်းပဲရှိတယ်ဒါပေမဲ့နည်းတယ်ပေါ့နော်နည်းပါသေးအဲ့လိုပဲမြင်အောင်ချုပ်တဲ့နေပြင်မှာကျွန်မမြင်ပြောရလို့ရှိရင်နိုင်ငံရေးပါတီဆိုတာမရှိတော့ဖြစ်သွားပြီကျွန်တော်တို့စီမှာလေနိုင်ငံရေးပါတီဆိုတာမရှိတော့ဖြစ်သွားပြီတချို့အခု election အခုလာမဲ့ဒီဥစားစကားစားအစိုးရတဲ့ election အတန်ငန်းနဲ့ဥစားဝေမီတော့ငွေကြမဲ့လူတွေကလည်းတချို့သောပုဂ္ဂိုလ်တွေလည်းမြင်ရတယ်ပေါ့နော်တချို့ပုဂ္ဂိုလ်တွေမြင်ရတယ်တချို့လည်းပဲဟိုတက်အနေနဲ့ဥမာဥစား ceasefire လုပ်ထားပြီးတော့ရခိုင်ပြည်ထဲမှာသွားလာလှုပ်ရှားနေရတဲ့အချိန်မျိုးတွေမှာသူတို့ဘက်ကလက်လွန်ချီလွန်နေလဲကျမတို့ကြားနေရတယ်ဒီဘက်ကလက်လွန်ချီလွန်တာတွေလည်းကျမတို့ကြားနေရတယ်ပေါ့နော်အဲ့လိုကြားနေရတယ်မြင်လဲမြင်ခဲ့တယ်ကိုယ်တိုင်လည်းဂျုံခဲ့ဘူးလေကျမဒါမဲ့ကျမဒီတစ်နှစ်နှစ်နှစ်အတူတွင်းမှာဆိုလို့ရှိရင်တော့ကျမနည်းနည်းဟိုစားသူတို့နဲ့ကင်းကွာသားတယ်ဒါမဲ့ကင်းကွာသွားတယ်လို့ဆိုပေမဲ့ကျမကျမ်းမာရေးအကြောင်းကျမစိတ်ကူးနေတဲ့အတွက်ဟိုစားကျမအားလုံးကိုလိုက်မလုပ်ပေးနိုင်တာသာရှိတယ်အကြံဉာဏ်တွေကတော့ကျမပေးနိုင်အောင်လုပ်တယ်ဘွက်စင်းနေနဲ့ကလည်းကျမရက်တီကိုစူးစမ်းနေရပေါ့နော်ဟုတ်ကဲ့သားဟိုတခါပြောရမယ်ဆိုရင်ကျမပြောတဲ့သဘောကိုတော့ဟိုစားကျမရဲ့အာဘော်လို့ယူဆလို့ရတယ်ပေါ့နော်ကျမအာဘော်ထဲမှာကတော့ဘယ်လိုပြောမလဲဆိုလို့တခါကြားကြည့်ရဲ့ရှေ့ကကြီးသွားရဲ့ဆိုကြားကြည့်ရှေ့ကကြီးသွားတယ်အာနာရှင်ဝင်ကျမတို့ရင်တိုင်နဲ့ကိုယ်လည်းအာနာရှင်ချမန်တီဖြစ်သွားကြတယ်ပေါ့နော်ကျမတို့ရဲ့လူအဖွဲ့အစည်းတွေရဲ့ကစီတစောင်းကျမကျင်နေခဲ့ရတဲ့ဘဝတောက်လျှောက်ပေါ့နော်ကျမတို့လည်းကျင်နေလာတာတက်တန်းကမနှဲပါဘူးဒီဘက်မှာဆို80ကနေဆို38နှစ်ရှိပြီပေါ့နော်ဟိုဘက်မှာဆိုလည်းကျမအသက်73နှစ်သမီးလောက်ပဲယူကြီးလည်းတော်တော်များများကျမတို့လုပ်ခဲ့ပူပါတယ်ပြီးတော့လည်းကျမတို့တက်တဲ့အနေနဲ့လည်းတော်တော်လေးအကျွမ်းတော်ဝင်တက်ပဲဖြစ်ဖြစ်ကျမမှာအားလုံးနဲ့ကျွမ်းဝင်တဲ့အနေထားရှိပါတယ်ဒါဘာကြောင့်လဲဆိုရင်ကျမတို့ကငိုရကျမလည်းတခြားမို့များသောအားဖြင့်ကတော့အစိုးရအဖွဲ့တွေတောင်ကျမကိုကြည့်ရင်အစနော်စားအောက်ခြေရအစကျမနေပျောက်ကြားမနဲ့ခေါ်တာဒီကျမတို့ဂျုံတွေ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုသူတို့မြင်မှာလဲအဲ့လိုမြင်မှာပါဘာကြောင့်လဲကျမတို့ကခုနကတော့ပြောလို့ပြတ်သားတယ်ကျမတို့ကတိတိကျကျလုပ်တယ်ကျမဂတိခံတိုင်းအဲ့ဒီနေရာကိုမလွဲမသွေကျမဖမ်းမယ်ဆိုတာသိတယ်တွားတယ်ကျမဖမ်းတော့မယ်ဆိုတာသိတယ်ကျမလူကမ်ပိန်းနေတယ်ကျမအဲ့လိုဖော်ဆောင်လာပဲပေါ့နော်ဘာကြောင့်လဲဆိုကျမတို့ကအာတနာကမ်ပိန်းအာဆန်နဲ့ပြီးလို့ရှိရင်ကျမအမြဲတမ်းအပွင့်လေးစုံပြောတာအနာဒီမြောက်ကိုကျမထိစက်မှုကိုဟိုအမှန်လေးလူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့ရဲ့ယူဆတွေထဲမှာတော့စနာပြောသူကိုမသိမစားတိုင်ရင်နဲ့ကိုတို့လုံရင်းနဲ့ကိုကိုတိုင်းပဲအနာရှင်ဖြစ်မှမသိဖြစ်သွားတယ်ဆိုတဲ့အနေအထားမျိုးကိုပြန်နေသုံးခါကြဖို့ဒီလိုပါတယ်လို့ကျမအကြံပြုချင်ပါတယ်ကျမလာမယ့်အနာဂတ်ကိုတော်လေးရင်လေးပါဘာကြောင့်လဲဆိုရင်ကျမတို့စီမှာလာမယ့်အနာဂတ်တွေကျမတို့ဘက်ကချစ်တီလာမဲ့ကျမတို့ရဲ့ generation ကိုကျမတော်တော်လေးကြောက်တယ်လို့ကျမလူတိုင်းရှင်းမှာပြောတယ်။ဘာကြောင့်ကျမတတိယမျိုးဆက်ကိုကြောက်ရတယ်
ကျမတို့ရဲ့တတိယမျိုးစေ့ဟာတကယ်ရောဒီလိုပုံစံမျိုးနဲ့ဆိုကျမ်းမာတန်ဆွမ်းကြတဲ့လူတွေဖြစ်လာတယ်နောက်ပြီးလွတ်လပ်မှုကိုသူတို့ဒီနေရာမှာတွားရှာမတယ်ကိုရောသူတို့ confidence ရှိမှလားပေါ့ယုံကြည်ချက်ရှိမှလားဒါတွေလိုအပ်ပါတယ်အားလုံးကိုရှုံငုံတဲ့မူဝါဒဥပဒေတွေဆိုတာတော့ကျမတို့ကြာအောင်လေလို့ထင်တယ်ဘာကြောင့်လဲဆိုဥပဒေတရားရေးဆွဲတွေဆိုတာကကျမတို့လည်းလက်တွေ့ကြုံနေရတာပဲဆဆဆိုတာဆိုလို့ချင်းကိုကျမတို့မမွေးခင်40ဖုန်းကကျမတို့ကဥပဒေရေးဆွဲတယ်နော်အဲ့ဒီဥပဒေမပြီးသေးခင်မှာပဲကျမတို့က84မှာကျမတို့ဖြစ်နေပြီလာပြီးဥပဒေတရားထုတ်ကြပြီးလို့ချင်းကျမဒီမတိုင်ခင်မှာပဲကျမတို့ဘယ်လိုပြောမလဲဒီဟိုညောင်းနေမိလာကန်ကြီးကနေပြီးတော့နာကိဥပဒေကိုအတင်းရှာတယ်ပေါ့နော်အဲ့ဥပဒေကိုရေးဆွဲရဆိုတာဆက်စုကပ်ကနေမဖြစ်ပါဘူးပညာရှင်တွေလည်းတအားလိုအပ်ပါတယ်အဲ့တော့ကျမကြံပြုချင်တာကတော့ပညာရှင်တွေကစုနိုင်လေဒီကျမတို့အတွက်အဲ့ပညာရှင်တွေကစုနိုင်ရမယ်ပြီးတော့တကယ်စိတ်ပါလက်ပါနဲ့လုံနိုင်ရမယ်ပြီးတော့ပြည်သူတွေတကယ်ဖြစ်နေတယ်ဆိုတာကိုဖြစ်တည်ဖို့ကိုပြန်ပြီးတော့ဝေမျှပြောပြနိုင်မဲ့များပေါ်ထွက်ပါမှအလုံးလုံးတဲ့လူကလည်းသူတို့ကလည်းသူစင်ကျင်လုံးတရားနဲ့ပြန်လဲပြီးတော့ထင်းချုပ်ကူတယ်လို့အုပ်ချုပ်နိုင်မယ်လို့ကျမတို့မြင်ပါတယ်ဆက်